မင်္ဂလာပါခင်ဗျာရီ Action AD Channel မှာကြိုဆိုပါရစေ။လက်တွေ့ဖြစ်ပွားနေတဲ့ပွင့်လင်းတဲ့သုံးသက်ချက်နဲ့မြန်မာပြည်သူတိုင်းသိထိုက်သိတဲ့သတင်းမှန်တွေကိုစနစ်တကျတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားဆင်သွားကြပါ။မျိုးတွေကောင်းတော့ညာချက်မှာမင်္ဂလာရှိတော့နေ့ရက်ပါမင်္ဂလာရှိတော့ညာချက်မှာဗျာဒီနေ့ကဒါပြည်သူအကျိုးပြုဒါပိုင်းဆက်ခွင်ပဲပြောရမှာတော့ဗျာနော်ပြည်သူအကျိုးပြုအပိုင်းဆက်ခွင်ပြောရမှာပေါ့ဘာပြောဒီညအဖြစ်ဒါတကယ်ကိုဒါမင်္ဂလာရှိတဲ့နေ့ရက်ပါဗျတစ်ချိန်ကလည်းဦးစင်းဒီစကားကိုဦးစင်းပြောခဲ့တယ်ဗျာနော်ဦးစင်းဘာပြောခဲ့တာလဲဆိုလို့ရှိရင်ဒီအလင်းဝင်လာတဲ့ပလဲနဂါးနဲ့ပတ်သက်ပြီးဦးစင်းပြောခဲ့တာပေါ့နော်ပလဲနဂါးနဲ့ပတ်သက်ပြီးဦးစင်းဘာပြောခဲ့နဂါးကစိတ်ကောင်းရှိတဲ့လူတရားလို့နဂါးကအမြင်မတူရင်အမြင်နဂါးကိုဦးစင်းကဒီကျမ်းဖက်တွေထဲမှာနဂါးကိုဦးစင်းကအမြဲတမ်းထောက်ခံခဲ့တဲ့လူတရားနဂါးကိုနောက်ဆုံးဦးစင်းလွတ်တော်တဲ့အထိဝင်ပြိုင်မှုအထိကိုပြောခဲ့တဲ့လူတရားနဂါးနဲ့ပတ်သက်ပြီးဦးစင်းကဆိုးဆိုးဝါးဝါးပြောခဲ့တာတွေမရှိဘူးနဂါးနဲ့ပတ်သက်ပြီးအကောင်းမြင်အမြင်မတူဘူးအကြိုက်ချင်းမတူဘူးဒီလိုမတူဘဲနဲ့လဲနဂါးဒီမြချစ်စိတ်ပြည့်ရှိတယ်မြချစ်စိတ်ပြည့်ရှိတယ်နဂါးဒီယဟန်တန်ကောင်မတတ်ဘူးဘာသာရေးအဆောက်အဦတွေကိုနဂါးဒီမဖြတ်စည်းဘူးဖျားတာတဲ့နေ့ကအဆောက်အဦတွေကိုနဂါးဒီမလုပ်ဘူးနဂါးတက်ဖွဲ့ဒီနဂါးတို့ရဲ့လက်အောက်ခံတော့ PNA ဖွဲ့ဒီသူအမြင်မတူတူကြိုက်ရတူရွေးတယ်အခုလည်းနဂါးဒီ KI နဲ့လည်းမပေါင်းဘူး AA နဲ့လည်းမပေါင်းဘူးဘယ်ပတ်လောက်ဘယ်သူတဲ့ဘယ်တိုင်းနဲ့လည်းနဲ့ကင်နဲ့မှမပေါင်းဘူးNAU ရဲ့လောက်ရက်ကိုလည်းသူတက်တရှိဝေဖန်တက်တရှိတုံးတက်တယ်နောက်ပြီးပြည်သူတွေအထိနာတဲ့အခါမှာလည်းပြည်သူတွေဘက်ကနေသူမားမမတ်ရက်တည်တယ်ဒီဘက်ကပါတခိုးချဖို့တွေပေါ့ဗျာဒီ NAU လက်အောက်ခံတွေဘက်ကပါတွေဟိုပါတွေအကုန်လုံးတောက်ကြတဲ့အရာတွေကိုငကားပို့ထောက်ကြတယ်အခုငကားကအလင်းဝင်လာတယ်တပ်မတော်ထံမှာလက်နဲ့မြောင်များစွာနဲ့အလင်းဝင်လာတော့တကယ်ကိုဦးစင်းနဲ့အနေနဲ့အတိုင်းထက်ဟိုဘက်ကိုကြော်ပြီးမှကိုဝမ်းသာပီတိဖြစ်မိတယ်ဟောကိုဖြစ်ချင်တဲ့ဆန္ဒလေငကားအလင်းဝင်မှုကဒါဦးစင်းတို့ဖြစ်ချင်တဲ့ဆန္ဒတွေဦးစင်းတို့ဖြစ်ချင်တဲ့ဆန္ဒတွေနော်ဘာဖြစ်လို့ငကားကလူကောင်းတစ်ယောက်လေငကားကလူကောင်းတစ်ယောက်အမြင်မတူပေနဲ့ဦးစင်းတို့ကကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးဟုတ်လားရန်သူနဲ့ဆက်ဆိုင်ရင်ကွဲပြားခြင်းကွဲပြားမယ်ဦးစင်းဒီတမတော်ထောက်ခံတဲ့သူတယောက်ဖြစ်တမတော်အစင်ဆိုင်ဝိုင်းရန်ထောက်ခံတဲ့ကိုရော်ရပါဖြစ်ပြင်မယ်လဲငကားရဲ့ကိုတုံးစင်းတော့လက်ခံတယ်ငကားရဲ့လို့ရဲ့ငကားလျှောက်တဲ့လမ်းကိုလက်ခံတယ်မျိုးမလို့သူကရန်သူလို့ဆက်ဆံတယ်သူမယုံပါဘူးအဲ့တော့ဘာပြောငကားအခုလို့လက်နဲ့ဒီမောင်များစွာနဲ့အလင်းဝင်လာတာကိုမြင်တော့ NUG ရဲ့ကျေးဇူးတရားမလို့ဖြစ်နေတယ် NUG ရဲ့ကျေးဇူးတရားမလို့ပဲဖြစ်နေတယ်ဗျာနော်အဲ့တော့တချို့ကမေးတယ်ဦးစင်းပေါင်းမြို့နေကငကားအလင်းဝင်တာဟုတ်လားဖေရှင်းနိုင်တဲ့တိတ်မှာငကားအလင်းဝင်တာဟုတ်ပါတယ်ငကားအလင်းဝင်လာတာပါနော်လက်နဲ့ပေါင်းမြောင်များစွာနဲ့ငကားအလင်းဝင်လာတာပါဗျာနော်ငကားဒီဒါအလင်းပြည်သူတွေရဲ့ငကားအလင်းဝင်လာပြည်သူတွေရဲ့နှွေးထွေးမှုလဲငကားရမှာပါပဲဗျာနော်ငကားရမှာပါပဲငကားကဘာလို့လူကောင်းတစ်ယောက်ကိုဗျနော်လူကောင်းတစ်ယောက်ကိုဘာပြောဒါပြည်သူရဲ့အကျိုးပြုပေါ့နော်ပြည်သူအကျိုးအပိုက်ဆက်ခွင့်ပဲဆိုကြပါစို့နော်အဲ့တော့ဒီနေ့ကလည်းစကိုင်းကအလင်းဝင်လာတဲ့သူတွေအများကြီးရှိပါနော်အဲ့တော့နောက်ထပ် PDF တွေတကယ်ပြည်သူကိုအကျိုးပြုခြင်းနဲ့ဆိုလို့ရှိရင်တကယ်ပြည်သူအထောက်အကူပြုခြင်းနဲ့ဆိုလို့ရှိရင်အလင်းဝင်လာခဲ့ကြပါအလင်းဝင်ပြီးလာခဲ့ကြပါအလင်းဝင်ပြီးမှပြည်သူကိုအထောက်အကူပြုပါပြည်သူကိုအကျိုးပြုပါငြိမ်းချမ်းရတဲ့ပူပေါင်းပါနော်လက်နဲ့ကင်ပြီးမှငြိမ်းချမ်းရတယ်ဆိုတာလုံးဝမရှိပါဘူးเนาะလက်နဲ့ကင်နောက်ဆုံးဟုတ်လားကိုလျှောက်တဲ့လမ်းကဘယ်လိုလမ်းလဲကိုလျှောက်တဲ့လမ်းပြည်သူအတွက်အကျိုးရှိရလားမရှိဘူးလားဆိုတာကိုလည်းကိုယ်တိုင်ဆုံးဖြတ်ပါအဲကြောင့်ဦးစင်းတို့စီကို PDF တွေအများကြီးဆက်တွယ်တယ်အလင်းဝင်နိုင်လည်းအများကြီးရှိပါတယ်ပောက်ကိုတော်စီကိုအလင်းဝင်တဲ့သူအများဆုံးဆိုရင်လက်နဲ့ပါတဲ့သူတွေကများတယ်เนาะလက်နဲ့ပါတဲ့သူတွေကများပါတယ်เนาะဦးစင်းစီကလေးမလေးတွေဒကမလေးတွေဒီအလင်းဝင်တော့လက်နဲ့ပါဦးလေဗျာတော်ထဲမှာလည်းတူးတယ်လက်နဲ့မကန်ရဘူးယောက်ျားလေးတော်များများကတော့လက်နဲ့ပါလာတာတွေများပါတယ်ဗျာနော်နောက်ထပ်လည်းဦးစင်းစီကိုအလင်းဝင်မှုဆက်တွယ်တဲ့သူတွေအများကြီးပါပဲနော်ဆက်တွယ်တဲ့သူတွေအများကြီးပဲဒါလည်းဦးစင်းတို့ကတစ်ဖက်တစ်လမ်းကနေတိုင်းပြည်ကိုငြိမ်းချမ်းအောင်လို့ပြည်သူကိုအထောက်အကူပြုအောင်လို့ပဲဗျာနော်ပြည်သူကိုအထောက်အကူပြုအောင်လို့အဲ့တော့ဦးစင်းတို့ကဘလောက်ပဲဦးစင်းတို့အသက်အန္တရာယ်တွေကိုချိန်ချောက်ပါသေးတချို့ကပြောတယ်
ဦးစင်းနဲ့ဒါမပြောနဲ့ဖေရတယ်ဒါမွေဖန်နဲ့ဖေရတယ်ဦးစင်းတို့ကတော့ပြည်သူတွေအတွက်ဆိုလို့ရှိရင်တော့ပြောရမှာပဲပြည်သူတွေအတွက်ဆိုရင်တော့အမုန်းခံရမှာပဲနောက်ဆုံး PDF ကပဲတက်လို့ပဲဒီတက်မတော်ကလည်းမကျင်တတ်လို့ပဲဖမ်းလို့ထောင်မဲချပေါ့တက်မတော်ဆိုတာတဲ့တချို့လည်းရှိတာဟုတ်ဗျတချို့လည်းဦးစင်းတို့လိုတဲ့သူရှိရမလိုတဲ့သူရှိတယ်နော်ဒါနဲ့နိုင်ငံတော်အကြီးအကဲတော်များကတော်ဦးစင်းတို့ကိုတိတယ်တိမဲ့ပြုတယ်ပေါ့ဗျာနောက်ဆုံးတော့ဦးစင်းတို့ဘာလုပ်တယ်ဘယ်လိုထောက်ပံ့တယ်ဆိုဟုတ်လားနောက်ဆုံးဗျာတာရဏရေးဝင်ကြီးလို့လူကတော့ဦးတင်ဦးလို့တကားတော့ဦးစင်းအချောင်းကောင်းတိတယ်ဗျဦးစင်းတယ်ဒီကနေ့တို့ကြည့်ရတယ်ပေါ့ဒီကနေ့တွေ့ရတယ်ပေါ့ဆရာတော်ရဲ့လှုပ်ဆောင်ချက်တွေတွေ့ရတယ်မြင်ရတယ်ပေါ့နောက်ဆုံးခုလက်ရှိဥခင်ကြီးတို့ဆိုလဲဦးစင်းတို့ဟောလားတော်များများပါကျွန်မဗိုလ်ချုပ်တွေဗိုလ်ချုပ်ကြီးတွေတော်များများပါဦးစင်းတို့ဒါဘုရားရဲ့ဝမ်းမြောက်ဝမ်းသာတစ်ခါလေးသူတို့ကတော့ပြောတာပေါ့နော်အာပိစကားတွေပြောတာပေါ့အာပိစကားတွေပြောတာပေါ့ဦးစင်းတို့ကတစ်ခါတလေမှာဆိုကြပါစို့ရန်သူတွေကဘယ်နေရာမှာရှိတယ်ပြည်သူစစ်ရွာတွေဝိုင်းတဲ့အခါမှာဦးစင်းတို့ကဘုံရေအထက်ကိုပြောပြပါအောင်ဆိုတော့ပြောပြရတဲ့အခါရှိတယ်အခါလေးကဝင်းကြီးကဒီအရန်နုညံ့တယ်ဗျအရန်နုညံ့တယ်ဒါဦးစင်းတို့ကိုယ်တိုင်တော့ဘသူ့ကိုတတ်ပါဘသူ့ကိုဘုံချဲပါလို့တော့မပြောခဲ့ဘူးပါဘူးเนาะဒါပဲနဲ့လဲဦးစင်းတို့လူနေရဖြစ်129တက်ရှိတယ်ကြရဖြစ်9000ကျော်ရှိတယ်ဦးစင်းတို့အဲ့တော့ဝင်းကြီးတွေဒါဦးစင်းတို့ကိုယ်ရပေါက်စာကလေးကနေငယ်တန်းအလက်တန်းကြီးတန်းထိတင်းလာတာဝင်းကြီးတွေကိုကြောက်ပါတယ်เนาะဦးစင်းတို့လည်းဒါဝါရွဲမှာဆုံးဖြတ်ချက်တစ်ခုတော့ဒါချထားပါတယ်เนาะဦးစင်းတို့လေးစားချစ်ခင်ရတဲ့ဆရာဓမ္မဦးဝိရတူကိုလည်းဦးစင်းတို့ကရှောက်ထားတယ်နောက်ထပ်လေးစားရတဲ့ဆရာတော်ကြီးတွေကိုလည်းရှောက်ထားတာပဲဦးစင်းတို့ကเนาะဘယ်လိုပဲဖြစ်ပါကိုကဟုတ်လားလူမထွက်ဖို့ပဲဦးစင်းတို့ကရည်ကြီးရလေတာရဏကတော့ဘယ်ပုံစံရဟန်းဘဝနဲ့ပဲပြုကိုရင်ကြီးဘဝနဲ့ပဲပြုတိုင်းပြည်အတွက်အကျိုးရှိတဲ့ຢာဆိုတော့ဦးစင်းတို့ကလောက်ရမှာပဲဒါပေမဲ့ဦးစင်းတို့ကတော့ဝန်ကြီးတော်မကြောက်ဘူးလားဆိုတော့ကြောက်ပါတယ်ဒါပေမဲ့ဦးစင်းတို့ကလက်ထောက်တနေရာကနေမဖြစ်မနေတခါတလေလောက်ရတဲ့အနေထားလေးတစ်ခုတွေကြောင်းတာတိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့တစ်ခုဒါလုံးလိုက်ရတဲ့အရာတွေရှိတယ်ကိုမလုံးလဲဘာမှတော့မဖြစ်ဘူးဒါနဲ့ဦးစင်းတို့ဒီအရေးကြီးရဟန်းတန်ဃာတော်တွေတက်ဖြတ်လာတဲ့အချိန်မှာရဟန်းတန်ဃာတော်တွေဘုန်းကြီးရောဖြစ်လာတဲ့အချိန်မှာဦးစင်းတို့တွေဘယ်လိုမှနေလို့မရတော့ဘူးကဲငါကတော့ပြောမှဖြစ်တော့မယ်ဆိုပြီးအမှန်တရားပြောပြီးဒါပြည်သူစစ်လူငယ်တွေလည်းဦးစင်းတော်များများစီယုံခဲ့ပါတယ်တော်များများလည်းဖွဲ့စည်းခဲ့ပါတယ်ဖွဲ့ပြီးမှဟုတ်လားပြည်သူစစ်တွေရဲ့ထောက်ပံ့မှုတွေရောတော်များများနိုင်ငံလုံးထောက်ပံ့မှုတော်များများအလူခန်းပြီးမှထောက်ပံ့ခဲ့တာလည်းဦးစင်းမှာဒါမြောင်များစွာရှိရဆိုတော့နိုင်ငံလုံးအတိုင်းတာသိပါတယ်ဒါကြောင့်လည်းဒီ PDF ကျန်းဖက်တော်များများတွေနိုင်ငံခြားကတူပြည်ပြက်တွေတော်များများကဦးစင်းကိုစိတ်ဝင်စားခြင်းဖြစ်ပါတယ်ဗျာနော်စိတ်ဝင်စားတယ်ဆိုတာကြီးညိုလို့တော့မဟုတ်ပါဘူးဗျာနော်ဘလို့ပဲပောက်ကိုတော့ဘလို့ပဲတန်းနဲ့ဘလို့ပဲပောက်ကိုတော့အစဖြောင်းနိုင်ဆိုဒါပေမဲ့ပောက်ကိုတော့ရဲ့ဖုံးနဲ့ကန်တွေကတို့ကဘလို့မှလုံးလို့မရတာလေးတစ်ခုပဲရှိပါတယ်ဗျာနော်ဒါလေးလည်းပြောချင်လို့ပါဗျာနော်ဦးစင်းတို့ဒါတော့ဝါတွင်းမှာတော့ဆုံးဖြတ်ချက်တစ်ခုတော့ချထားပါတယ်အဓိကပြောချင်တာကတော့ဘုနကအလင်းဝင်လာတာဦးစင်းတို့အရန်ပြောပါတယ်ဗျာအားလုံးဒါပါပဲဗျာ